ဆက်လက်ပြီးကျွန်တော်ရှိကိုညာတိုင်းဖုန်းဆက်တဲ့ကောင်မလေးတွေကိုကျွန်တော်ခေါ်ချင်ပါတယ်သူ့နာမည်မှာလည်းတက်ဆိုင်ဖုန်းဆိုတာပါပါတယ်